စပင်အစိမ်းရောက်တဲ့တော်သားလေးဆိုတော့ကတနေ့မှဓာတိုင်းတင်တန်းကျောင်းတစ်ခုစီကိုသွားခဲ့ပြီးဒီတင်တန်းမှာအစွမ်းထက်သုံးသူနဲ့ချဖို့စိန်ခေါ်ခဲ့ပါတယ်။သူသာနိုင်ဒီတင်တန်းကျောင်းကိုပိုင်မှာဖြစ်ပြီးရှုံးခဲ့ရင်တော့တပည့်ခံမယ်လို့ပြောတဲ့အတွက်တင်တန်းပိုက်ရှင်လည်းသူ့ရဲ့သမီးကွီးနာနဲ့ချခိုင်းလိုက်ပါတယ်။ကွီးနာကမိန်းကလေးဆိုပြီးမြဲဒီတင်တန်းကျောင်းကလူကြီးတွေထက်တောင်အစွမ်းထက်တဲ့အကြောင်းပြောတဲ့အတွက်ဆိုလိုလည်းအောက်ကြီးလက်ခံလိုက်ရပြီးသူ့ရဲ့အကျင့်တိုင်းတစ်သားသားတွေအများကြီးကိုကင်ဆောင်လိုက်ပါတယ်။ဒီအရွယ်မှာတစ်သားသားကိုပထမဆုံးကင်မှုတဲ့ဆိုလိုကဒါနှချောင်းတိုင်းမှာပါရမီပါလာတဲ့အတွက်ကိုဟန်အနေထားကစနစ်ကျပြီမြဲဒါဘလောက်များများတစ်ချောင်းနဲ့ကင်ထားတဲ့ကွီးနာကိုတော့မရှင်းနိုင်ပဲမရှုမလရှုံးသွားခဲ့ပါတယ်။ဒါတစ်ချောင်းတော့ကောင်းကောင်းမကင်တဲ့သေးတဲ့သူ့အတွက်ဒါနှချောင်းသုံးဖို့ဆိုတာကမိုင်မဲလို့ရကြပြီမြဲဆိုလိုကတော့သူ့ကတိအတိုင်းတင်တန်းကျောင်းမှာတပည့်အဖြစ်ဆက်နေလိုက်ပြီးဒါသုံးချောင်းအသုံးပြုနိုင်မှုလေ့ကျင့်ခဲ့ပါတယ်။ကွီးနာကိုလည်းသူထက်ကလေ့ကျင့်ပြီးရဲ့အချိန်ကျရင်ရအောင်ပြေးမယ်လို့ပြောထားရကြောင်းသူများရဲ့တက်ပို့စူးစမ်းပို့လေ့ကျင့်ပို့အပင်ပန်းခန့်ပြီးရဲ့နောက်မှာတော့တင်တန်းကျောင်းကတချို့လူကြီးတွေတောင်ဆိုလိုကိုမရှင်းနိုင်တဲ့အထိတမ်းမာလာခဲ့ပါတယ်။ဒါပေမဲ့လည်းအမြဲတမ်းသူအနိုင်လိုချင်ခဲ့တဲ့ကွီးနာကိုတော့ပွဲပေါင်း2000ရှင်ပြိုင်ခဲ့တဲ့နေရာမှာတပွဲမှမနိုင်ခဲ့တာကြောင့်တင်တန်းဆရာကသူ့သမီးကိုနောက်ကွယ်မှာတခြားသူတွေထက်ပိုတင်ပေးနေရမြန်လာလို့ထင်လာကြပါတယ်။ဆိုလိုကလက်ရှိအချိန်တင်တန်းကျောင်းမှာအတော်ဆုံးကျောင်းသားဆိုတဲ့နေရာအထိအစွမ်းထက်လာခဲ့ပေမဲ့ကွီးနာကလည်းအချိန်တိုင်းလေ့ကျင့်နေရဖြစ်လို့ဆိုလိုနီးသူပိုပြီးတမ်းမာလာတာဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးတွေဟာဓာသမားတယောက်အဖြစ်ရပ်တည်ဖို့မလွယ်မှန်းတင်တန်းဆရာကသိနေခဲ့ပြီးအဲဒါကြောင့်ပဲတနေ့မှာသူ့သမီးကိုဒီဓာတိုင်းတင်တန်းကျောင်းအမွေပေးခဲ့လို့မရတဲ့အကြောင်းပြောနေတဲ့အတန်ကိုကွီးနာကကြားသွားခဲ့ပါတယ်။ကွီးနာကကဘာအတော်ဆုံးဓာသမားဖြစ်လာစေရမယ်လို့ဆုံးဖြတ်ထားပြီးမြဲသူ့အဖေကတော့မိန်းကလေးတယောက်ဖြစ်နေတဲ့အဲ့ဒီအိမ်မဟာမပြေဝလာနိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အဲ့ချိန်ဆိုလိုကလည်းရောက်လာခဲ့ပြီးသူ့ရဲ့နောက်ဆုံးစိန်ခေါ်မှု2000တပွဲမြောက်မှာဓာအစ်စ်ကိုသုံးပြီးချခြင်းတဲ့အကြောင်းပြန်လည်တဲ့အတွက်ကွီးနာကလည်းသူ့ရဲ့ကိုပိုင်တာဝါဒိုအီချီမွန်ဂျီကိုတွားယူခဲ့ပါတယ်။ပြီးရင်နောက်2ယောက်သားအပြင်းထန်တက်ခိုက်ကြတဲ့အချိန်မှာတော့ဆိုလိုကအရင်ထက်အများကြီးတမ်းမာလာတယ်ဆိုတာသိတာပြီးမြဲဓာအစ်စ်နှစ်ချောင်းကိုကန်ရတာကသူ့အရွယ်ကောင်လေးတယောက်ကိုလေးလုံးနေတဲ့အတွက်လုံလောက်တဲ့ကြက်ခိုင်မှုမရှိသေးတဲ့ဆိုလိုကကွီးနာကို2000တပွဲမြောက်မှာလည်းထပ်ပြီးရှုံးနေခဲ့ပါတယ်။ဒါပေမဲ့ငိုနေရမယ့်သူကဆိုလိုမဟုတ်ပဲမိန်းကလေးတွေဆိုတာအရွယ်ရောက်လာလေးယောက်ျားလေးတွေထပ်ပိုးပြီးအားနည်းလာလေးဖြစ်လို့တိတ်မကြခင်ပဲဆိုလိုတောင်သူ့ကိုအနိုင်ရလာတော့မှဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။သူတို့နှစ်ယောက်လုံးကကဘာအတော်ဆုံးဓာသမားဖြစ်ချင်ကြပေမဲ့ကန်တရားကယောက်ျားလေးဖြစ်တဲ့ဆိုလိုဘက်မှာရှိနေရဲ့ပြင်သူ့အရွယ်ရောက်လာတဲ့မြတ်သူ့ရဲ့ရှင်သားတွေကလည်းဖွံ့ဖြိုးလာပြီးဖြစ်တဲ့အတွက်ယောက်ျားလေးတစ်ယောက်သာဖြစ်ချင်တဲ့အကြောင်းကွီးနာကရင်ဖွင့်ခဲ့ပါတယ်။ဒါပေမဲ့ယောက်ျားမင်းများဆိုပြီးဂျန်ဒါမခွဲကြတဲ့ဆိုလိုကတော့သူ့ကိုခဏအနိုင်ယူပြီးမှဒီစကားပြောတာဟာမမိုက်တဲ့အကြောင်းနဲ့သူ့ရဲ့ခက်ခဲကြိုးစားမှုကြောင့်တနေ့ကွီးနာကိုအနိုင်ရတဲ့အချိန်ကျရင်မိန်းကလေးဖြစ်နေရကြောင်းဆိုတဲ့စကားကသူ့ရဲ့ကြိုးစားမှုကိုစော်ကားတယ်လို့ဖြစ်တဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။အဲအကြောင်းဒီကိစ္စကိုထပ်မတွေးပဲတနေ့ကျရင်သူတို့နှစ်ယောက်ထဲကတစ်ယောက်ဟာကမ္ဘာအတော်ဆုံးဓာသမားဖြစ်လာရမယ့်အကြောင်းနဲ့အဲ့လိုဖြစ်လာဖို့လေသူတို့တွေတရားမျှမျှတတရှင်မြန်ရဖို့ဇိုလိုကပြောတဲ့အတွက်ကွီးနာနဲ့လက်ခံလိုက်ရပါတယ်။အဲ့နောက်ပိုင်းကွီးနာကမိန်းကလေးဖြစ်နေရကြောင်းအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ဟာမှားနေတဲ့အကြောင်းတက်တည်ပြဖို့အတွက်တနေ့တခြားပို့တမ်းမာလာခဲ့ပြီးဇိုလိုကလည်းနေတိုင်းစူးစမ်းပန်းသားလေ့ကျင့်နေပေမဲ့တနေ့မှာတော့ကွီးနာဆုံးပြီဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တူလောင်ယုံတွေကဓာသွေးကြောက်ကိုတွားယူပြီးအပြန်လမ်းမှာလှေကားပေါ်ကချီချော်ကြလို့တည်ဆုံခဲ့ရတာဖြစ်ပြီးကွီးနာမရှိတော့တဲ့နောက်ပိုင်းမှာတော့ဇိုလိုကသူ့ရဲ့လေ့ကျင့်မှုကိုတစ်စက်ကလေးမှမရက်ခဲ့ပဲသူတို့ထားခဲ့တဲ့ဂရီအတွက်ပိုပြီးတတ်မအောင်လေ့ကျင့်လာရင်းနဲ့ကွီးနာကလည်းသူ့ကိုအမြဲစောင့်ကြည့်နေတယ်လို့ထင်လာခဲ့ပါတယ်။ကွီးနာကဓာတိုင်းကိုငငယ်တည်းကလေ့ကျင့်ခဲ့တာဖြစ်လို့တင်တန်းကျောင်းမှာအတော်ဆုံးဖြစ်လာတဲ့အချိန်သူ့ကိုယ်သူအထင်ကြီးခဲ့ပေမဲ့ဇိုလိုပေါ်လာပြီးတဲ့နောက်ပိုင်းကျမှယောက်ျားလေးတယောက်ကိုမရှုံးခြင်းနဲ့စိတ်နဲ့အပြင်းထန်ဆက်လက်လေ့ကျင့်ခဲ့တာဖြစ်ပြီးမိန်းကလေးတွေကကဘာအတော်ဆုံးဓာသမားမဖြစ်နိုင်ဘူးဆိုတဲ့အချက်ကိုကြော်လွှားနိုင်မဲ့အခြေအနေထိအောင်တက်လန်းတွေမြင်ခဲ့ရတဲ့အချိန်ကျမှအခုလိုအဆုံးသတ်သွားခဲ့တဲ့အတွက်သူ့အဖေကိုယ်တိုင်လည်းယူကြုံမရဖြစ်နေခဲ့တာဖြစ်ပါတယ်။